လေးစားတဲ့တဘာပတိကြီးနဲ့တကွာတဘာပတိဖွဲ့ဝင်များပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ21ပင်လုံကိုတက်ရောက်လာကြတဲ့ခေါင်းဆောင်ကြီးများမိဘပြည်သူပေါင်းတို့ခင်ဗျာကျွန်တော်ကတော့ချင်းဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဦးငိုင်ဆဖြစ်ပါတယ်ဒီညီလာခံမှာတင်ပြခဲ့ကြတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့တင်ပြချက်ကိုခြုံငုံသုံးသပ်တဲ့အခါမှာခံစားချက်ချင်းတူတဲ့အတွက်ကြောင့်တင်ပြချက်တီတူညီတာတွေကိုတွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီနေ့အဲ့ဒီအကြောင်းအရာတွေကိုအကြောင်းတရားတွေကိုဘာဖြစ်လို့တင်ပြခဲ့ကြတယ်လဲဘယ်လိုပုံစံနဲ့ပုံဖော်မလဲဆိုတော့အပြန်လှန်နားလည်မှုရအောင်ကိုပဲအဓိကတင်ပြလိုပါတယ်ပင်လုံစာချုပ်ကိုကနဦးခေါင်းဆောင်များချုပ်ဆိုတဲ့အခါမှာရလတ်တွေရည်မှန်းချက်တွေထားခဲ့ကြပါတယ်ပထမဦးဆုံးရလတ်ကတော့ပင်လုံစာချုပ်အရာလွတ်လပ်ရေးအရာယူနိုင်ခဲ့ကြပြီဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့တိုင်းသားလူမျိုးတွေကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိပြီးတော့မိမိဖန်တီးနိုင်တဲ့အခွင့်တိုင်းသားလူမျိုးပေါင်းစုံဟာတန်းတူရည်တူနဲ့အတူတကွချစ်ကြည်ရင်းနှီးစွာအတူရှင်တွဲကြမယ်ဆိုတဲ့အချက်ဟာအကောင်အထည်ဖော်ဖို့အကြွေးကြံနေသေးတာဖြစ်ပါတယ်ဒီလိုအကြွေးကိုအကောင်အထည်ဖော်နိုင်ဖို့အတွက်ကျွန်တော်တို့တမိုင်းစဉ်ဆက်မှာတိုင်းသားလူမျိုးပေါင်းစုံစူးစမ်းခဲ့ပါတယ်1940ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကြည့်တဲ့အခါမှာလည်းပဲကျွန်တော်တိုင်းသားတွေပြည်လုံစာချုပ်မှာတကယ်ကြည့်တဲ့အခါမှာမျှော်လင့်တောင့်တခဲ့တဲ့အရာတွေမပြည့်စုံခဲ့ပါဘူးဥပဒေရှုထောင့်အနေနဲ့ကျွန်တော်ပြည်လုံစာချုပ်ကိုလေ့လာဆန်းစစ်တဲ့အခါမှာပြည်လုံစာချုပ်မတိုင်မီဂတိကဝတ်တွေပြည်လုံစာချုပ်မတိုင်ခင်မှာဗိုလ်ချုပ်အောင်ဆန်းနဲ့တကွာဖဆပလကောင်းဆောင်တွေရဲ့စီယုံဟောပြောမှုတွေဖဆပလဖွဲ့ချုပ်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာမူကြမ်းတွေမှာပါရှိတဲ့ဂတိကဝတ်တွေအပြည့်အစုံထည့်သွင်းမထားတာကိုတွေ့ရတယ်။သို့တော်များလည်းပဲတိုင်းသားကောင်းဆောင်တွေဟာဗိုလ်ချုပ်အောင်ဆန်းနဲ့တကွဖဆပလကောင်းဆောင်များကိုယုံကြည်ပြီးတော့တစ္ဆာနဲ့တကွမျှော်လင့်ချက်နဲ့လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။1940ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာတန်းတူရည်တူနဲ့ဆွေးနွေးပြီးတော့ငကိုကတီးခြားလွတ်လပ်ခဲ့တဲ့လူမျိုးများပေါင်းစည်းတဲ့လူမျိုးများဟာပြည်နယ်ဖြစ်သွားပြီးတော့ဗမာဟာပြည်မဖြစ်သွားခဲ့တဲ့အတွက်ကြောင့်ခံစားခဲ့ရတာများခဲ့ပါတယ်1961ခုနှစ်မှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းခဲ့တာဒီလူနည်းစုတွေကကိုယ့်ကိုယ်ကာကွယ်ခွင့်မရခဲ့တာကြုံတွေ့ခဲ့ရတယ်လို့2008မှာလည်းအလားတူပါပဲငကိုကပြည်မလို့ခေါ်တဲ့ဗမာဟာဘူအာနာကိုရယူပြီးတော့ပြည်နယ်တွေပေါ်မှာတရားစီရင်အုပ်ချုပ်ရေးဥပဒေပြုအာဏာ3ရပ်စလုံးကိုချုပ်ကင်ခဲ့တယ်လို့1984ဖွဲ့စည်းပုံအခြေခံဥပဒေရလည်းပဲဗမာနယ်ကိုနေတနေထားရမယ်စားတိုင်းခုနှစ်တိုင်းနေနဲ့ခွဲခြားပြီးတော့ကျွန်တော်တို့နေခဲ့ရပြန်ပါ2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာအချုပ်ချာအာဏာ300အပြန်လှန်ထိန်းချောင်းတဲ့အတွက်ကြောင့်အခြေခံဥပဒေခုံရုံးရှိတဲ့အတွက်ကြောင့်ပြည်နယ်ထက်တော်ရှိတဲ့အတွက်ကြောင့်ဖက်ဒရယ်သဘောတရားပါတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာမဟုတ်ပါဘူး2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာကြည့်တဲ့အခါမှာဥပဒေပြုရေးမှာအမျိုးသားလွှတ်တော်ပြည်သူ့လွှတ်တော်ရှိပါတယ်အမျိုးသားလွှတ်တော်မှာတိုင်းသားလူမျိုး3မျိုးနဲ့12ဦးစီလွှတ်တဲ့အခါမှာတိုင်းခုနှစ်တိုင်းကနေဗမာလူမျိုးက84ဦးရနေပါပြည်သူ့လွှတ်တော်မှာဒီမိုကရေစီနီးလန်းအများစုရနေပြန်ပါတယ်ပိုဆိုးတာကပြည်ထောင်စုလွှတ်တော်ဖန်တီးပြီးတော့ရောသမအမွေတဲ့ပြည်ထောင်စုလွှတ်တော်ကနေဆုံးဖြတ်လိုက်တဲ့အခါမှာဘယ်တိုင်းသားမှာကိုအမျိုးသားရေးကိစ္စလူမျိုးရေးကိစ္စကိုကာကွယ်ပိုင်ခွင့်မရှိတော့ပါဘူးဒါကြောင့်သမိုင်းထောက်ထားနဲ့ပြရမယ်ဆိုရင်40ခွန်မှာအလားတူခန်းစားခဲ့ရတယ်လို့ပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေရ2015ခုနှစ်အောက်ကလ26ရက်နေ့မှာပြဋ္ဌာန်းတဲ့30ရက်နေ့မှာပြဋ္ဌာန်းတဲ့အရက်စကားခေါ်ရမျိုးဆောင်ဥပဒေဆိုတဲ့၄မျိုးဟာလည်းပဲဖြစ်မြောက်ခဲ့တာကိုတွေ့ရတယ်လူနည်းစုတွေကကိုယ့်ကိုကာကွယ်ပိုင်ခွင့်မရခဲ့ကြပါဒီလိုမျိုးအခြေအနေမှာကြီးပြင်းလာခဲ့တဲ့တိုင်းသားလူမျိုးတွေရဲ့ခံစားချက်ကိုကျွန်တော်တို့ညီကိုတိုင်းသားပြည်သူအပေါင်းတို့ကနေကိုချင်းစာဖို့ကအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်တို့ဟာပေါင်းစည်းခြင်းလွန်းလို့ပြည်လုံစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့အတွက်ကြောင့်ခွဲထွက်ခြင်းတဲ့လူမျိုးတွေမဟုတ်ကြပါဘူးသို့တော်များလည်းပဲ1961ခုနှစ်မှာ
နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းနိုင်ဖို့အလို့ငါဆွေးနွေးကြတဲ့အခါမှာခွဲထွက်ရေးကိုလိုလားသူတို့သမုတ်ခံရပြီးတော့ကျွန်တော်တို့ဒီမပြောရဲမဆိုရဲမိမိရပိုင်ခွင့်ကိုလက်လွတ်ဆုံးရှုံးတာကိုတောင်မှမပြောရဲတော့အောင်တင်ငယ်တဲ့ဘဝခံစားနေရပါတယ်ဒီလိုမျိုးအနေထားကိုယနေ့နိုင်ငံရေးအခင်းချင်းကပြန်လည်ပွင့်လင်းလာပြီးတော့တိုင်းပြည်ကိုတိဆောက်ဖို့ရည်ရွယ်ကြတဲ့အခါမှာအပေးယူပုံစံမဟုတ်ပဲနဲ့အတူတကွပင်လုံစာချုပ်လက်မှတ်ထိုးတော့ကထိုင်ကြတယ်လို့ပဲတန်းတူရီတူနဲ့အတူတကွအဖြေရှာကြဖို့ကိုကျွန်တော်တို့ချင်းဒီမိုစီဖွဲ့ချုပ်နေနဲ့လိုလားပါတယ်စမ်းစစ်ပြီးတော့ပြောရရင်တော့တိုင်းရင်းသားတွေဟာငကိုရပိုင်ခွင့်များပင်လုံစာချုပ်အရာဆုံးရှုံးရရှိမယ်လို့မျှော်လင့်ခဲ့တဲ့အရာတွေဆုံးရှုံးတဲ့အတွက်ကြောင့်ပေးစရာတော့တကယ်တော့မကြံတော့ပါဘူးယူစရာပဲရှိတာပါတကယ်တော့ညီကိုတိုင်းသားမောင်နှမများအနေနဲ့ဒီအရာတွေကိုပြန်လဲဖြစ်စည်းပြီးဖို့ပဲဖြစ်နေတာပါအခုဒါကြောင့်ကျွန်တော်တို့ဒီဟာတွေကိုအကောင့်ထဲပေါ်နိုင်ဖို့ကကျွန်တော်တို့စိတ်သက်ပိုင်းဆိုင်ရာပြင်ဆင်ဖို့လိုအပ်ပါမယ်40ခွန်ဖွဲ့စည်းပုံအခြေခံအုပ်ချုပ်ပုံအခြေခံဥပဒေအရနိုင်ငံတော်အလံကိုဖန်တီးတဲ့အခါမှာပြည်ထောင်စုဆိုတဲ့အရာကိုဖန်တီးပြီးတော့ကျေဖြူတပွင့်ကိုချင်းကချင်ရှာကရင်နေစတဲ့ဗမာဆိုရခေါင်းဆောင်နေမြေတွေစုပေါင်းပြီးတော့ဝန်းရံပြီးတော့ကျွန်တော်တို့နိုင်ငံတော်ကိုတူထောင်ခဲ့တာပါတနည်းအားဖြင့်ပြောရရင်ငကိုကမြေပြတ်နေတတ်မှာပဲနေတဲ့ဗမာနယ်တနေဟာပင်လုံစာချုပ်အရတိုင်းရင်းသားလူမျိုးတွေကဘေးကနေဝိုင်းဝန်းကာယံပေးပြီးတော့လုံခြုံစေတာဖြစ်ပါတယ်ကျွန်တော်တို့ပြည်ပအရန်ကိုကာကွယ်တဲ့အခါမှာစိုးရင်တယ်လို့ပြောတဲ့အခါမှာတိုင်းရင်းသားလူမျိုးတွေအရင်နစ်နာကြမှာပါအရင်ဒုက္ခခံရကြမှာပါတိုင်းရင်းသားလူမျိုးတွေနယ်မြေကိုဖျက်ကျော်ပြီးမှဒီမြေပြတ်ဒေသကိုပြည်ပအရန်ကဝင်ရောက်လာမှာဖြစ်တယ်ဒါကြောင့်ဒီဟာကိုကျွန်တော်တို့အပြန်လှန်ပြန်စဉ်းစားရင်တော့အပြန်လှန်ကျေးဇူးတင်စရာနဲ့ထောက်ထားစရာတွေကျွန်တော်တို့မှာရှိကြပါတယ်ဒါကြောင့်ပြည်ထောင်စုစနစ်စစ်စစ်ဖက်ဒရယ်ပြည်ထောင်စုကိုတိဆောက်တဲ့နေရာမှာဘသူတွေမှာတာဝန်ရှိတယ်လေကျွန်တော်တို့အရင်ပူးပေါင်းခြင်းတဲ့ပင်လုံစာချုပ်ဝင်တိုင်းသားများတာမကဘူးကျွန်တော်ပင်လုံစာချုပ်လက်မှတ်မထိုးတဲ့တိုင်းသားလူမျိုးတွေကပါပူးပေါင်းခြင်းကြတယ်သို့တော့ပူးပေါင်းပါညီညွတ်ပါဆိုတဲ့စကားလွယ်ပေမဲ့ပူးပေါင်းခြင်းတဲ့အနေထားညီညွတ်စီစဉ်တဲ့အနေထားမရှိရင်ဘလောက်ပဲပြောညီညွတ်ကြမှာမဟုတ်ဘူးဆိုတာတော့အဖြစ်ရတမိုင်းကတိတိပြပြဖြစ်ပါတယ်ဒါကြောင့်ယနေ့ကျွန်တော်တို့ကပူးပေါင်းခြင်းတဲ့ညီညွတ်ခြင်းနဲ့အတူတကွတည်ဆောက်နိုင်ဖို့အတွက်ကိုတိုင်းရင်းသားလူမျိုးတွေတန်းတူရီတူနဲ့အနေထားတက်တောင့်တက်တာအနေထားမျိုးကိုဖန်တီးပေးဖို့လိုအပ်မှာဖြစ်ပါတယ်တန်းတူရီတူဆွေးနွေးခွင့်ကိုလည်းကျွန်တော်တို့ပေးအပ်ဖို့လိုအပ်မှာဖြစ်ပါတယ်ဒီအခြေအနေကိုဖန်တီးနိုင်ဖို့ဘယ်သူတွေမှာတာဝန်ရှိတယ်လဲကျွန်တော်ထောက်ပြခြင်းတဲ့အချက်တစ်ခုရှိပါတယ်ဗမာအစိုးရကိုဦးဆောင်ပြီးတော့လက်မှတ်ထိုးခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းဟာအစိုးရကိုကိုစားပြုတဲ့ခေါင်းဆောင်တူဦးသာမဟုတ်ပါဘူးတပ်မတော်ကိုထူထောင်ခဲ့တဲ့ဖခင်ကြီးဖြစ်ပါတယ်ဒါကြောင့်ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လက်မှတ်ရေးထိုးဦးဆောင်ခဲ့တဲ့ပင်လုံစာချုပ်ကိုယနေ့တပ်မတော်ခေါင်းဆောင်များအစိုးရဖွဲ့ခေါင်းဆောင်များဖက်တော်ခေါင်းဆောင်များကအတိကလိုက်နာအကောင့်ထဲပေါ်ပြစေချင်ပါတယ်တိုင်းသားလူမျိုးခေါင်းဆောင်တွေကလည်းအလားတူပဲပေါ်ဆောင်ဖို့ကြိုးစားပါမယ်ကျွန်တော်တို့ပြည်ထောင်စုမပြိုကွဲအောင်အဓိကတာဝန်ရှိသူအနေနဲ့ပြည်ထောင်စုစီးလုံးအောင်အဓိကကျွန်တော်တိုင်းသားဘက်ကကြိုးစားဥဆောင်ဆောင်ရွက်ပါမယ်ဒီဟာကိုကျွန်တော်တို့အပြန်လှန်လေးစားမှုနဲ့ဆောင်ရွက်ကြရင်တော့ယနေ့ညီလာခံကဆွေးနွေးတဲ့အရာဟာထိရောက်တဲ့ကောင်းထည်မှုဖြစ်မှာပါညီကုန်းချုပ်အနေနဲ့ကျွန်တော်တင်ပြချင်ပါတယ်တမိုင်းအစဉ်လာဆက်ဆက်မှာငင်းချမ်းရေးလုပ်ကြတယ်ညီလာခံလုပ်ကြတယ်တိုင်းသားတွေကရင်ဖွင့်ပြီးတော့ဂျင်းနဲ့နေကြတာနဲ့ပဲဆုံးသွားတာပါဒီနေ့ညီလာခံကရလဟာစာရွက်ထဲမှာအတန်လွှင့်ယူနဲ့ပျောက်သွားတာမျိုးမဟုတ်ပဲအတေချာစုစည်းပြီးတော့ကျွန်တော်တိုင်းသားလူမျိုးတွေဘာခံစားချက်ရှိတယ်လဲညီကိုဗမာလူမျိုးတွေကဘာခံစားချက်တွေရှိတယ်လဲဆိုတဲ့အချက်တွေကိုစုစည်းပြီးတော့ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုအစားထိုးဖို့လုပ်ရမှာဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာမပါသေးတဲ့ရွေးကတော့တိုင်းသားလူမျိုးတွေကိုကာကွယ်နိုင်ဖို့ပြဋ္ဌာန်းချက်မရှိသေးတဲ့ကတော့ကျွန်တော်တို့တိုင်းသားလူမျိုးတွေဟာအရင်ကအတိုင်းပဲဆက်လက်ခံစားနေကြမှာဖြစ်တဲ့အတွက်ကြောင့်ညီလာခံကိုယ်စားလှယ်များခေါင်းဆောင်ကြီးများစိတ်တဘောထားကြီးစွာနဲ့အပြန်အလှန်ညှိနှိုင်းမှုပြုလုပ်ပြီးတော့
ဗမာပြည်နယ်တပြည်နယ်ဖြစ်ရေးလို့တင်ပြတဲ့တိုင်းသားတွေကိုနားလည်ပြီးတော့ကဲဟုတ်ပြီဒါဆိုရင်တော့ဗမာပြည်နယ်ကို3ပြည်နယ်လုံးမလား4ပြည်နယ်လုံးမလားဒီလိုမဟုတ်ရင်လေအမျိုးသားထက်တော်မှာလူမျိုးလိုက်12ဦးစီစီထွက်တဲ့နေရာမှာဗမာကပြည်နယ်ခုနှစ်ပြည်နယ်နဲ့နေ12ဦးကိုပဲစီထွက်ပြီးတော့ကာကွယ်ခွင့်ပေးမလားအလားတူပဲပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုတေချာပြဋ္ဌာန်းပြီးတော့မျိုးနွယ်စုငယ်တွေရဲ့အခွင့်အရေးတန်းတူရည်တူရနိုင်ဖို့အရေးကိုပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပြည်ထောင်စုအဆင့်ဖွဲ့စည်းပုံအခြေခံဥပဒေမှာအပြည့်အဝရရှိနိုင်ဖို့အာမခံချက်ပေးမှသာလေကျွန်တော်တို့တိုင်းသားလူမျိုးတွေအားလုံးကျင့်တတ်တဲ့ပျော်ရွှင်ဖွယ်ကောင်းတဲ့တိုင်းသားလူမျိုးတွေကလည်းကျွန်တော်ဟာပြည်ထောင်စုမြန်မာနိုင်ငံသားပါလို့ဂုဏ်ယူတဲ့ပြည်ထောင်စုမြန်မာနိုင်ငံပေါ်ပေါက်ပါမယ်အကြောင်းတင်ပြရင်းနဲ့လေးစားစွာအစီရင်ခံညီကုန်းချုပ်ပါတယ်ခုကဲ့သို့သဘောထားအမြင်များတင်ပြပေးသွားတော့ချင်းဒီမိုကရေစီဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဦးငိုင်စံအားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်